သက်40ဒီဖြတ်တန်းခဲ့တဲ့ဘဝအတွေ့အကြုံရဘဝတစ်ခုကိုတိစောက်တဲ့အခါမှာဓာတ်ပုံဗီဒီယိုရိုက်တာနဲ့အရန်ကိုမှအလားတရံတူတယ်ကျမတို့ဘလောက်ပဲကင်မရာကကောင်းပါစီဘလောက်ပဲဖုန်းတစ်လုံးကောင်းပါစီအလင်းရောင်ကိုဘယ်နေရာမှာထားပြီးရိုက်ရမလဲဆိုတာမသိရင်ကျမတို့ပုံထွက်တွေလုံးဝမကောင်းဓာတ်ပုံရိုက်တဲ့သူက focus ကလေအလင်းရောင်ကိုမျက်နှာချင်းဆိုင်ထားတယ်ဆိုရင်တိတ်ပြီးတော့မှကြည်လင်ပြတ်သားပြီးတော့မှလှပတဲ့ပုံတွေဗီဒီယိုတွေကိုရတာပဲဖြစ်ပါတယ်ကျမတို့ရဲ့ဘဝကိုဖြတ်တန်းတဲ့အခါမှာကိုယ့်ဘဝကိုဘယ်နေရာမှာ lighting ခံပြီးတော့ရိုက်ရမလဲဆိုတာနားလည်ဖို့လို့တကယ်လို့ကျမတို့ကစန့်ကျင်ဘက်အရက်ကနေပြီးတော့မှအလင်းရောင်ကိုယူပြီးတော့မှရိုက်ခဲ့တယ်ဆိုရင်ဓာတ်ပုံတွေမှောင်နေမယ်ဝါးနေမယ်ကြည်လင်ပြတ်သားမှုမရှိလှပမှုမရှိဘူးဆိုတာဖြစ်မှာကိုယ့်ရဲ့ဘဝမှာလည်းစူးစမ်းတဲ့နေရာမှာနေရာတွေလွဲနေတာနေရာယူမှားနေတာမျိုးတွေဖြစ်တယ်ဆိုရင်ကိုယ့်ရဲ့ဘဝဘယ်တော့မှလှလှပပနဲ့ပုံဖော်လာမှာမဟုတ်ပါဘူးကျမအမြဲတမ်းကျမရဲ့သားသမီးတွေကျမပတ်ဝန်းကျင်ကလူတွေကျမရဲ့ admin တွေကိုအမြဲတမ်းပြောဒီဘက်မှာ focus ကမှောင်နေဆိုရင်စန့်ကျင်ဘက်ကိုရှက်ရှင်းရှင်းလိုက်ပါအချိန်နေကြာကြီးကင်မရာတွေပို့လိုက်တုပ်လိုက်လုံနေဖို့လုံးဝမလိုအပ်ဘူးကျမကဓာတ်ပုံရိုက်ခံတဲ့လူဆိုရင်ကျမကအလင်းရောင်ရှိတဲ့ဘက်ကိုမျက်နှာမှုထားရမှာပဲဖြစ်ပါတယ်ရိုက်တဲ့သူကနှောက်ကြောပေးထားရမှာပဲဖြစ်ပါတယ်ဒါတဘာဝပဲကိုဘဝကိုတိဆောက်တဲ့အခါမှာဆိုရင်လည်းအလင်းရောင်ဘယ်ဘက်မှာရှိနေလဲအဲ့ဒီဘက်ကိုမျက်နှာမှုရမှာပဲဖြစ်ပါတယ်ဒီဗီဒီယိုလေးကိုနားထောင်ပြီးတော့မှတစ်စုံတစ်ခုအတွေးခေါ်လေးရခဲ့တယ်ဆိုရင်ကျမအရန်ကိုဝမ်းသာမိမှာပါပဲကြောင့်ကိုဘဝကပုံရိပ်တွေထွက်တာမကောင်းဘူးပုံထွက်တွေမမှန်ဘူးဆိုရင်တော့ကိုဘယ်နေရာရဲ့ lighting ကိုမျက်နှာမှုရမလဲဆိုတာကိုနားလည်သဘောပေါက်ဖို့လိုအပ်ပါတယ်အကျိုးရှိရဆိုရင်တော့ like and share လေးလုပ်ပေးပါကျေးဇူးတင်ပါတယ်